Mobile Legends မှာအရန်ကျန်းလွန်းတဲ့အတွက် hero power တွေကိုနက်လိုက်ရတဲ့hero တွေအများကြီးရှိပါတယ်။အဲ့ဒီတမှာ hero တွေကိုသုံးတဲ့ player တွေဘက်ကနေပြီးတော့ play style မျိုးစုံဖန်တီးပြီးတော့ပြန်ဆော့ရတဲ့အတွက်ကြောင့်မလို့ထက်က developer အနေနဲ့ခေါင်းစားခံပြီးတော့ hero power ရှုတ်ချဖို့စူးစမ်းခဲ့ရတဲ့ hero တွေရှိပါတယ်။အဲ့ hero တွေဆော့မယ်ဆိုရင်တော့တင်ကအတော်လေးတိခဏနိုင်ကြပါရမီမြင့်တဲ့သူဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ကို main hero ကိုတစ်ခါနက်လိုက်တိုင်းမှာရှင်တစ်ခါနားရတာမဟုတ်လို့ပါ။အဲ့ hero တွေကဘယ်သူဖြစ်မလဲဆိုတော့နံပါတ်8နေရာမှာ1နဲ့ကလောက်က14ကနက်ခံထားပြီးရှိနေပါတယ်။ဒါအပြင် Euro နဲ့ Paquiro ကလည်း15ကနက်ခံထားရပါတယ်။တောင်းပြီးတော့လည်း Balatina နဲ့ Esmeralda ကတော့16ကနက်ခံထားရပါတယ်။ Lunos ကကြဒီ hero နှစ်ကောင်ကတော့18ကနက်ခံထားရတာဖြစ်ပါတယ်။တောင်းပြီးတော့လည်း Hyper Player နေကြိုက်ကြတဲ့ Lin တို့ Lancelot တို့ကလည်းအခါ20အထက်ကိုနက်ခံထားရတာဖြစ်ပါတယ်။သူပြီးလို့ရှိရင်တော့ Harry ရှိနေပါတယ်။ Harry ကတော့28ခါနက်ခံထားရပါတယ်။နောက်ပြီးတော့ Haircut အနေနဲ့32ခါ Fanny ကတော့38ခါအထိကိုနက်ခံထားတာဖြစ်ပါတယ်။ဒါပေမဲ့လည်း Fanny ထက်ကိုမြင့်တဲ့နက်ခံထားရတာအများဆုံး hero တယောက်ရှိပါတယ်။သူကဘယ်သူလဲဆိုတာတော့သိကြမှထင်ပါတယ်။တည့်ရဲ့လူတွေကလည်း comment မှာရေးပြီးတော့ပါအောင်ဗျ။